ကဲအားလုံးပဲကျွန်တော်မင်္ဂလာပါဦးဒီညတော့ကျွန်တော်လက္ခဏာနဲ့ပတ်သက်တဲ့ဟလာဘူးဒုရလေးတစ်ခုဟောပြောလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပတ်စဉ်တောက်ကြာစနေညတွေမှာကျွန်တော်ဒီဗီဒီယိုဖိုင်တွေကိုည9:00 8:00ဟလာတင်ပေးနေပါတယ်လက္ခဏာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတွေကိုအဲ့တော့အများကြီးဆိုလို့ရှိရင်ကျွန်တော်တို့မှတ်မိမှာဆိုလို့ဟလာတစ်ခုစီကျွန်တော်တို့မှတ်သားလွယ်အောင်ကျွန်တော်မျှဝေပေးနေပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ရှေ့မှာလည်းလက္ခဏာဗီဒီယိုဖိုင်တွေရှိပါတယ်တွားရောက်ပြီးတော့အားပေးလို့ရပါတယ်ကြည့်ရှုလို့ရပါတယ်အဲ့တော့အခုညမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟာလာနှလုံးလမ်းကြောင်းပေါ့မြစ်တာရေးလမ်းကြောင်းကိုနှလုံးလမ်းကြောင်းကထွက်လာမယ်ထွက်လာပြီးသူကလက်ကလေးအောက်စနေဂျိုကုံအတွင်းပိုင်းမှာပေါ့နော်သွားပြီးတော့ရှိနေမယ်ဆိုရင်ဒီမြင်းကြောင်းအမှတ်သားလုံးဝမကောင်းပါဘူးအဲ့တော့ဟာလာသူတို့သားမှာပဲမိန်းကလေးမှာပဲပါယောက်ျားလေးမှာပဲပါပေါ့နော်ဒါမပါသေးချင်ပါဘူးဟာလာလူငယ်လူရွယ်တွေလူလက်ပိုင်းတွေမပါသေးဘူးဘာဖြစ်လို့လဲအဲ့ဒါပါရင် तू ကအခြေမြစ်တာရေးနဲ့ပတ်သက်လာရင် तू ကဂုံတိတ်ကကြတတ်တယ်အဆက်တကွဲအကျိုးနဲ့ဖြစ်တတ်တယ်နာမည်ဆိုးထင်ကြံတတ်တယ်ဆိုတဲ့အမှတ်သားဖြစ်ပါတယ်အဲ့တော့သူဘောအဲ့ဒါဒီအခြေအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုနာမည်ပြတ်ထားတာဘယ်လိုဘဝပြတ်ထားတာဆိုတာမျိုးတွေပေါ့သူများလက်ညှိုးငေါထိုးပြီးတော့အပြောခံရတဲ့အထိနောက်ဆုံးအခုလိုမျိုးဒီဗီဒီယိုအခုခက်လို့မျိုးဆိုလားဗီဒီယိုတွေပိုင်းနေနဲ့မှတ်တမ်းတင်ရိုက်ကူးခံရတဲ့အခြေအနေမျိုးတွေပေါ့နော်အဲ့ဒီလိုမျိုးတွေအထိဖုန်းထဲမှာကြည့်လိုက်ရင်ဒါကြီးကအဆက်တကွဲကျိုးနဲ့အကုန်လုံးတိုင်းတစ်ပြည်လုံးသိဟလာတစ်မျိုးလုံးသိဆိုတော့မြင်းကြောင်အမှတ်သားမျိုးပါအဲ့တော့ကျွန်တော်ရဲ့နှမတွေအမတွေရှိမှလည်းဒီအမှတ်အသားကိုမပါသေးကြပါဘူးเนาะကြည့်ရှုနေတဲ့နှမတွေဟလာညီမတွေပေါ့နော်အမတွေမပါသေးကြပါဘူးအဲ့ဒီလိုပဲယောက်ျားလေးတွေမှာလည်းဒီလိုအမှတ်အသားမျိုးမပါသေးကြပါဘူးเนาะအဲ့ဒါကြီးကတိတ်ပြီးတော့တချို့တွေဆိုမြင်မှုမှာပါလားဟိုတယ်တွေတဲခိုကန်းတွေမှာဟာဓာတ်ပုံကြီးဗီဒီယိုကြီးတွေရိုက်ပြီးတော့အဲ့မှာဒီလိုအခြေမြစ်တာတွေနဲ့ပတ်သက်ပြီးတက်သည့်အထောက်ထားတွေနဲ့ရှင်းကြလင်းကြဆဲကြစူကြတိုင်းကြအဲ့လိုဆိုတော့အဲ့လိုအမှတ်အသားပေါ့နော်အဲ့လိုလူတွေပေါ့နော်အဲ့လိုတော်တော်များများအခြေနှလုံးသားကြီးမြစ်တာတွေနဲ့ပတ်သက်လို့နာမည်ပြတ်တဲ့သူတွေရဲ့လက်မှာအဲ့လိုအမှတ်အသားမျိုးကိုကျွန်တော်တို့တွေ့ရှိရတတ်ပါတယ်အဲ့တော့ဒီအမှတ်အသားမျိုးကိုကျွန်တော်တို့မပါစေချင်ပါဘူးအားလုံးကိုပဲမပါစေချင်ပါဘူးသို့တော့ကဲပါနေတယ်ကိုလက်မှာစစ်ကြည့်လိုက်လို့ပါနေတယ်ဆိုရင်ကျွန်တော် comment လေးမှာမှန်ခဲ့ပြီပါအဲ့ဒီအမှတ်သားကိုပြတ်အောင်လုပ်တဲ့နီးရှိပါတယ်အဲ့နီးလေးကိုကျွန်တော် comment မှာပြန်ပြီးမှန်ပေးတာဖြစ်ဖြစ်သို့မဟုတ် Viber ကနေပြန်ပြီးဖြည့်ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါမယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်က3992562593ဖြစ်ပါတယ်အဲ့ဒီအမှတ်သားလေးကိုကျွန်တော်အခုပြပါမယ်နော်အဲ့တော့နာမည်ပြတ်အဆက်တကွဲအကျိုးနဲ့ဖြစ်နော်နှလုံးသားကြီးမြစ်တာကြီးအခြေနဲ့ပတ်သက်လို့အမဲဆက်ထင်ကြံတဲ့အမှတ်သားကြီးပါနော်အဲ့တော့ဘသူတစ်စုံတစ်ယောက်မှမပါသေးကြပါဘူးနော်ဒီမှာပါသူကအခုပြတဲ့အတိုင်းပဲသူကနှလုံးလမ်းကြောင်းကိုမြစ်တာကြီးလမ်းကြောင်းအခုလိုလေးထွက်လာတယ်ထွက်လာပြီးတော့ဒီလိုလက်ကလေးအောက်နော်စနေဂျိုကုံလို့ခေါ်တာပေါ့နော်လက်ကလေးအောက်စနေဂျိုကုံမှာအခုပြတဲ့မြင်ရတဲ့အတိုင်းဟလာသူကသွားပြီးတော့တီရှိနေတယ်အခုလိုပုံစံမျိုးဖြစ်နေတယ်ဆိုရင်အဲ့ဒါအခုပြောသလိုပါပဲနာမည်ပြတ်တတ်ပါတယ်เนาะခုလေလူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာနာမည်ပြတ်ပြီးတော့ဟာလာဂုံတိတ်ကကြညှိုးငယ်ဆိုတာနေရမျက်နှာမပြနိုင်အဆက်တကွဲအကျိုးနဲ့ဖြစ်တဲ့မြင်းကြောင်အမှတ်သားဖြစ်ပါတယ်အဲ့တော့ဒီညမှာဒီအမှတ်သားလေးကိုကျွန်တော်ဘူးတုဒအဖြစ်လာပြီးတော့မျှဝေတာပါအဲ့တော့လက္ခဏာပြင်အခြားသောဘူးတုဒဘောင်းများစွာကိုလည်းလာရရှိတက်မြောက်ကြပါစေထို့အတူပဲဒီလိုမျိုးဘူးတုဒတွေကိုလက်တွေ့အသုံးချအသုံးဝင်ပြီးတော့ဟာလာဘဝအတွက်ဟာလာတိဆောက်နိုင်ပါစေဘဝအတွက်ကောင်းကျိုးလူရာတွေအတွက်အသုံးကျနိုင်ကြပါစေအဲ့တော့ရှေ့မှာပြောသလိုထပ်ပြီးနည်းနည်းပြောရရင်တော့အဲ့လိုအမှတ်သားများတကယ်လို့ကိုယ့်လက်မှာပါနေတယ်ရှိနေတယ်ဆိုရင် comment မှာမှန်ခဲ့ပြီပါမှန်ပြီးတော့ဆက်သွယ်ပြီးပါကျွန်တော်အနေနဲ့ဒီအောင်ဖြတ်တဲ့နီးကိုကျွန်တော်လမ်းညွှန်ပြောပြပါမယ်အားလုံးပဲဒီညတော့ဒီလောက်ပါပဲအားလုံးကြမ်းမှချမ်းသာနိုင်ကြပါစေဗျာ